ချင်းတဲ့တော့မှာပါဝင်ရတော့ကြောင့်ဒီစုချင်ကိုကျွန်တော်ရဲ့ရေးဖြစ်တဲ့တဲ့ခိုင်နေတဲ့ကျမ်းမာဆိုတဲ့ဒီတော့စုပြီးရတယ်လို့ဒီနေ့တိုင်းပြည်စီဆောင်ပါလေဆရာခက်ခဲရတော့ကျွန်တော်တက်ဖို့နော်သူ့ပေါ်စုခဲ့တယ်ပြပါတယ်အဲ့တော့သူကစံသားတွေပါလေအိမ်တော့လေတို့ MIT တောင်းတူတောင်းတာဘဝကိုကျွန်တော်ပြရတယ်ဒီနေ့ပြပစ္စည်းတွေတော့အခြေခံလာရောက်တဲ့အခါမှာပြအားတဲ့နေရာမှာကျွန်တော်လူစားတော့အသက်ရှင်စေရလေးဆိုချက်ကိုပြောပြလို့ကျွန်တော်ဒီနေ့ရန်ကုန်ကိုမချမ်းချာရောက်လာပေါ်လည်းပဲဒီလိုပဲနဲ့ဝိဒါယပွဲကိုအတွက်ကိုအချင်းဒီမပြီးတာညပါတယ်သို့တော်လည်းပဲဒီတစ်ချိန်ကျတော့ဦးစားပြီးတော့မှဒီအစီအစဉ်တွေကိုဒိန်းနေအစီအစဉ်တွေကိုတော်တော်များကျွန်တော်ပြတ်လိုက်ပြီးတော့မှကြားတောင်းရအောင်သွားမှဖြစ်မယ်ဆိုတော့ပြောလာတယ်ပါလေဒီနေ့ခေါ်တဲ့ကျွန်တော်တို့ကကိုကပ်လို့ကျွန်တော်ချစ်တဲ့ပင်ငယ်ကြီးကိုဒီလိုကြည့်နေတယ်ကျွန်တော်ပြောဆိုကြပေါ်ပြချင်ပါတယ်ဒီနေ့ဒီကတော့ကျွန်တော်ဒီကနေ့ကြီးရတော့ရောက်လာလို့ပြောပါတယ်သို့တော်လည်းကျမရဲ့ချစ်ရဒီစီစဉ်ရတဲ့ကျွန်တော်ရောက်နေတယ်လူတော့မှာလေးဆိုကြတယ်ပေါ်ပြပါတယ်ကျွန်တော်ဒီနေ့ရောက်ရှိတဲ့အခါမှာအာဘီစကားပြောပါလို့ပြောတဲ့အခါမှာဘာပြောမလဲလို့စဉ်းစားတဲ့အခါမှာတကယ်တော့ကျွန်တော်တို့ဒီလာတာခရီးယန်တယောက်ရဲ့ပြုရမယ်ဝိပတော်ဘုရားမှာဘုရားချင်းသူဝါချင်းပဲဖြစ်ပါတယ်ဒီတဲ့ဘုရားသို့တော်လည်းပဲဒီနေ့ကျွန်တော်ကိုအကပြောဖို့ပြင်ပြီးတဲ့ကြောင့်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့တစ်ချက်အပြီးပဲပြောချင်ပါတယ်အထူးဖြင့်ဒီနေ့ MIT ကကျောင်းသားများဒီမှာရောက်တဲ့အတွက်ကြောင့်ဆရာကြီးတို့ကဘုရား MIT အလမ်းတိုင်းများဒီနေ့ MIT ကျောင်းသားများကိုလည်းဘုန်းတော်ဆိုဆရာကြီးပေါ်ပြသွားတဲ့တရားသခင်ဒီစားခံထားတဲ့နေရာမှာဘယ်လိုတောင်းကြည့်လို့ဆိုတာအဆောက်ပြပါလေဆရာကျောင်းပြောပြပါတယ်ဒီကြီးဆုံးကတော့အဲ့ဒီလိုရှိနေတဲ့ဆိုတာတွေ့ဒီနေ့တိုင်း14ခုမှာပြည်ရအများစုနဲ့ပြောမယ်ဆိုလို့ရှိရင်90ရာခိုင်နှုန်းခွင့်ရမှုကြီးများနဲ့ဖွဲ့စည်းထားတဲ့ဒီလိုဆိုတာဖြစ်ပါတယ်ဒီလိုဒီပြောမယ်ဆိုလို့ရှိရင်ဒီကျုပ်မှာအစားလို့နာမအစားဒီလိုဒီတိုင်းကျွန်တော်ပြကြတယ်ဥစုလိုက်တော့ဒါဒီအစားပြည်နေတဲ့တိုင်းဒေသကြီးညားနေပြီတဲ့ကြားတဲ့အချက်တွေ85ရာခိုင်နှုန်းပြည်ရဝေကြီးတဲ့နေထိုင်တဲ့ဒီနေဟာရှင်းပြီအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့တော့အပွဲကိုဆောင်တဲ့အခါမှာတော့လည်းကောင်းဒီလူတွေဆက်ဆံတဲ့အခါမှာတော့လည်းကောင်းပြည်ရတို့ရဲ့ဦးချင်းတရားပြည်ရတို့ရဲ့ဦးမြင့်ကြီးအသိတော်ရဲ့ဦးမြင့်ကြီးတွေကကျွန်တော်ဒီနေ့ဆောင်နေတယ်ဆိုတဲ့ချက်ဘာချက်ကိုပြချင်အဲ့ဒီအတွက်ကြောင့်မလို့တို့ဝင်လေတို့ပြောရမယ်ဆိုလို့ရှိရင် the state cannot escape from the teaching of the church ဒီလိုကတော့ဒီနေ့ဆောင်တဲ့အခါမှာဒီနေ့အရာပဲကျွန်တော်စဉ်းစားဆုံးဖြတ်တဲ့အခါမှာအသိတော်ကြီးအမြင်ကျအသိတော်ကြီးပြည့်ပြည့်မှုအထူးသဖြင့်အသိတော်ကိုပြောတဲ့အခါမှာသင်ဆရာပေါ်များရဲ့ဥဒိနံပြပင်ကြောင့်နဲ့ကျွန်တော်ဘုလို့ကိနေအဲ့ဒီပြောကြလို့ကျွန်တော်ဒီနေ့လင်းနေတိုင်းဘယ်ချင်းသူရောက်တဲ့အခါကျွန်တော်ရဲ့ချင်းလူမျိုးဖြစ်ချင်းချင်းပြည်နယ်သားများဖြစ်ချင်းဆိုတဲ့အချက်ချင်းအထူးဖြင့်အလေးနဲ့အရေးကြီးတဲ့အချက်ကကျွန်တော်ဒီဘုရားသိပြီးဘုရားကိုဝိတုနေတော့ worshiping people ဖြစ်နေဆိုတာကျွန်တော်လက်ခံနားလည်ပေါ်ပေါက်ကြရင်ဝင်ကြီးပဲဖြစ်ဝင်ကြီးချုပ်ပဲဖြစ်လို့တော့မှာပဲဖြစ်ဒါတွေအားလုံးဒီလိုရှိတယ်အတူတူကကြာရနေရမှာစေခံလို့ဖြစ်ကြအောင်ပြောတာအဲ့ဒီကြောင့် the church is the center of the gathering of the worshiping people ဘုရားတော်သူများစုဝေးနေတယ်ဖြစ်တယ်လို့ကျွန်တော်ရောက်တဲ့အခါမှာဒီလို
တင်းတော်မမေ့ဘူးအသင်းတော်တွေကျွန်တော်လူမျိုးနဲ့တိုင်းပြည်စီပင်ကြီးပေါ်ပို့တက်စေပို့လို့တာဘုံမြတ်တဲ့နေရာမှာဖြစ်တယ်ဆိုတော့ကျွန်တော်အားလည်းပို့ပေါ့ပို့ပါတယ် The state cannot escape from the teaching of the church to build. The church cannot ignore the needs and the serving of the state. အဲ့တော့တင်းတော်တွေလည်းပဲကမ္ဘာလောကထဲမှာရှင်သန်နေရတာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတော်နဲ့နိုင်ငံသားများရဲ့ခံစားရတဲ့စိတ်ကောင်းမှုတွေခက်ခဲတွေပြဿနာတွေဒုက္ခတွေနဲ့သူတို့ရဲ့လက်ချက်များကိုမျက်ွယ်ပြု၍မရဘူးဆိုတဲ့ချက်ကိုကျွန်တော်ဒီနေ့အားလုံးပေါ်ပေါ်ရှိပါတယ်။အဲ့တော့ကြောင့်မလို့သူတို့ဆိုအပ်ပဲပါဝင်သူတို့အမှန်ကြတော့ဒီနေ့ဒီလိုဒီနေ့ဘုရားခင်ဗျာတန်ရှင်းတော်မူလို့ခင်ကြောင့်ကျွန်တော်စင်တဲ့မြို့ဒီဆောင်စားပြီးအလုပ်လုပ်နေရတယ်အသိပုံရတယ်ပဲနိုင်ငံတော်နဲ့နိုင်ငံသူတွေအားများစင်ရဲ့အောင်မီကရိယာတဲ့တဲ့စင်တာသူတို့တွေတောင်းပန်မှုဖြစ်ပါပြီဆိုတော့ကျွန်တော်ပြပါတယ်ဒီရဲ့အချက်ကတော့သူတို့ချင်းပြည်နယ်ဆိုအပ်နေတဲ့အခြားသောပြည်နယ်နဲ့တိုင်းဒေသကြီးဆိုအပ်များနဲ့ထူးခြားတဲ့အချက်တွေကတော့ကျွန်တော်ချင်းတွေကwe are living beyond our territorial ကျွန်တော်ရဲ့ပထဝီအနေအထားအကန့်အသတ်တွေကိုချိုးလုံးလို့ကျွန်တော်ရှိရပါတယ်ကျွန်တော်ချင်းအရေးကိစ္စလို့ပြောရင်အခါပဲအများနဲ့ဆုံးဖြတ်တယ်ဟောပါ administration capital in Europe အုပ်ချုပ်မှုမျိုးတော်တွေလည်းကျွန်တော်ဟာခါရှိတယ်လေအရေးအရာကိစ္စတော်တော်များများရန်ကုန်မှာဆွေးနွေးကြပါတယ်ကလေးရဆွေးနွေးကြကျွန်တော်ချင်းတဲ့ကွန်ပျူတာရေးလို့ကျွန်တော်ပြောရင်ရန်ကုန်ပါလို့ရပါရန်ကုန်မှာချင်းပြုတဲ့ကောင်းဆောင်များပညာရှင်များရေပန်းပုံကျန်တဲ့ပြည်ထည့်ဝင်စုသားပြည်ဒါတွေအားနည်းတော့ဘာအဖြစ်သူတို့တည်ဒီကမှာလောက်ကြကြပါကိစ္စတွေတော်တော်များများပါရန်ကုန်မှာရှိတဲ့တည်အဲဒီများများရဲ့ထည့်ဝင်စဉ်းစားချက်ကျန်တဲ့ဒါတွေကိုအခြေခံပြီးတော့လောက်ကြကြတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်မှာဒါကိုပေါ်လာတဲ့ extra territorial obligations ကိုယ့်ရဲ့နေမျိုးအတွင်းမှာပဲပါရှိတာ။ကိုယ့်ရဲ့နေမျိုးဒီချိပါတဲ့ဒီစနာလေးတာဝန်ရှိမှုဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်ရန်ကုန်မှာရှိတဲ့အချိန်ကပါဘယ်လိုတော်တော်များများရန်ကုန်မှာနေထိုင်တဲ့ချင်းလူများတွေနဲ့အစုံတရားမြို့သားရေးကိစ္စအတွက်မိမိတို့ပုဂ္ဂိကဘဝချက်များအတွက်အစုံတရားဘဝချက်တွေရှိတယ်ဆိုလို့ရှိရင်ဘယ်လိုအနေနဲ့တတ်နိုင်ကြဆောင်းရှောက်ဖို့တတ်နိုင်ကြကူညီဖို့တတ်နိုင်ကြဘာမှရှိပါ့ဆိုတော့ဟုတ်တယ်။လက်ရှိကျွန်တော်ရန်ကုန်တိုင်းဒေသကြီးမှာချင်းတိုင်းသားရပါကြီးမရှိတော့လေပဲ။မရှိသေးတော့လေ။လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာလည်းချင်းလူများရဲ့ဒီကိစ္စပတ်သက်ပြီးကျွန်တော်ကြားနေတာရန်ကုန်တိုင်းဒေသဆိုတော့ပြန်နေဆွေးနွေးဒီဆွေးနွေးတယ်ဒီလိုကြောင့်ဒီလိုဆိုရအနေနဲ့ကျွန်တော်ရန်ကုန်တိုင်းဒေသကြီးမှာချင်းလူများကိုကြည့်ရှုဆောင်ရှောက်တဲ့အတွက်အေးနိုင်တဲ့သူအပေါ်မှာဒီများမရှိတဲ့ဒီတော့လေကျွန်တော်လည်းအင်းမပြတ်ပြုမိတယ်ရှိကြအောင်ဘယ်တော့မှမိဘူးဆိုတဲ့ချက်တွေလည်းဒီအချက်ပေါ်ပြပါတယ်။နောက်ဆုံးတစ်ချက်အချက်အနေနဲ့ကတော့ဒီရှိသူတို့ရှိပြနေသူအနေနဲ့ရှိပြနေကွန်ပျူတာရေးကိစ္စအထူးလေးနဲ့ထားဆောင်ရွက်ရရှိတဲ့အခါမှာဒီပြည်နယ်ဘူးမြို့နယ်အတွင်းမှာညတာတဲ့ကွန်ပျူတာတွေဖြစ်ဖို့အာရုံများကွန်ပျူတာတွေဖြစ်ဖို့အတွက်ကျွန်တော်စီစဉ်ကြစဉ်းစားတော့ဆောင်ရွက်ရှိပါတယ်။ဒီမြို့ကျွန်တော်ချင်းလူများတမိုင်းချင်းပြည်နယ်တမိုင်းမှာကျွန်တော်ရဲ့ very painful reality ကကျွန်တော်မမြမတာစမှန်ကန်ဝေခဲ့တဲ့ကိစ္စတွေ resource sharing မှာတော့ကျွန်တော်အရင်ပြပွဲဝင်မှာတော့နိုင်ငံတော်ဘာသာဝင်ပွဲဝင်တဲ့နေရာမှာတော့နိုင်ငံရေးအပေါင်းဆောင်ရွက်မှုမှာတော့အများအပြားရှိခဲ့တဲ့ကိစ္စတွေကြောင့်ဒီလိုမှာ historic grievances အမိုင်းဝင်တယ်အမိုင်းတွေတယ်အာချင်းခံစားချက်တွေဒီဘက်ကကျွန်တော်ချင်းလူကြီးတွေဒီသားစုကြီးတို့တဲမှာပါဝင်နေတယ်ဆိုတာကိုသိပြီးဒါတော့မှဒါကိုလက်ခံတော့ကျွန်တော်ဟာ
Again, we don't think I can at the Midas and today. Watching not get as I did. Any historic realities. It's done. The mind we get it, the mind we get it. Having not the roof. The big yeah. The beggar, that we be and swear it off. The Amaru will get some it off. The roof. The things has the roof. Yeah. And it was on the sword again. Even if you mean, Yantare, Yantare, our Jimmy Yashida, Yantare, this is not a color. Number two, some relation. Look all the way, don't get it. Yazoo, Sezuni to Domiagaria, Sezuni to Domiagaria, Chetina, get it. This management, where Maris and where Rubija, individual, how long pay, and Zata, GP, Ramania. I could not go it, Diana, the son, Kuzari, Chita, Ogamaway. And it was a lonely day. We saw the Dama, Munda, Saga, Peruha, Vidal, today, in Vidasu, historic realities, historic experiences, we consulted, Richard, Dari, Tegan, Dari, and healing process, Yellow, Dari, Zari, just and Sati, Ija, we need to complete command, Siatama, Listen, we are this. Indeed, Tia, Chimmy, Chimita, Yan, Kanzanishi, Nadia, to the beginning, did it think of Mambo, then the Nana, Abati, think of her, about Ogani, in Perry, we have Mususa. Indeed, Chimmy, sounding Sura, think of it from the Jenny, think of it, looking some really Jim Shibusa, Obiani, the second one, Jimmy is one in it. Jimmy is Pama, Jimmy is a way. The singer, I need that Sura and being Yami, so get to the sun go. Some social media, she is with Jimmy. The room, Jimmy, the computer to get Jimmy, the communities alone. Yantari, equitable development, generally, those are solid our 2000 aging who then jet of solid for the ground. When we come here, like we do not people you come to no solar, every topic, post topic to close it. The road chipping the kid one to pay it where to do well. When you got the sample, so Sati, Fianne Chimba, Nika, didn't know Chimba. Indeed, no, November, only a year, Isaac, Chimba, Swat Sati, you want to meeting it, working 823 RG, RG, Pico BG, Uday Buja, they are Chin up here, up in a so it's a post of John, Kingdom, you'll get